မင်္ဂလာပါ promotion ကနေပြီးတော့ဒါကျွန်တော် season တင်ဆက်နေတဲ့ဒါသူတို့ခေတ်ရဲ့ကမ္ဘာဖလားဆိုတဲ့ program နဲ့ပြန်လည်ပြီးတော့ကြိုဆိုပါရစေဆိုတော့သူတို့ခေတ်ရဲ့ကမ္ဘာဖလား program ကတော့ဒါကျွန်တော်တို့ဝိုင်းရဲ့ဘောလုံး season တင်ဆက်သူတွေအားကစားကလောင်ရှင်တွေနဲ့ဒါဝိုင်းအမှုပညာရှင်တွေကိုကျွန်တော်ဖိတ်ခေါ်ပြီးတော့သူတို့ခေတ်ရဲ့ဒါကမ္ဘာဖလားဖြတ်သန်းခဲ့မှုတွေကိုအကြောင်းကိုကျွန်တော်ပြန်လည်ပြီးတော့နားထောင်ကြရမယ့် season ဖြစ်ပါတယ်ဆိုတော့ဒီနေ့ season မှာတော့ကျွန်တော်ဒါ special guest အနေနဲ့ဝိုင်းရဲ့အားကစား season တင်ဆက်သူကိုမြတ်သူတို့ကိုကျွန်တော်ဖိတ်ခေါ်တာပါတယ်အခုမင်္ဂလာပါမင်္ဂလာပါကိုဆိုတော့ပထမဦးဆုံးအနေနဲ့ပေါ့နော်ကိုဒါကျွန်တော်တို့ဆိုတာငငယ်တွေကဒါကိုတို့ဒါပြောတဲ့ဒီဘောလုံးပွဲဒါအစီအစဉ်တွေကိုကျွန်တော်ကြည့်ပြီးတော့ဒါကြီးပြင်းလာတာပေါ့နော်ဆိုတော့ဒါအရန်ကိုဒါအားကြတဲ့ဒါအကူတွေမှာပါပါတယ်ဆိုတော့ဒါပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒါ World Cup လို့ဒါပြောလိုက်မယ်ဆိုလို့ရှိရင်ကမ္ဘာဖလားလို့ပြောလိုက်မယ်ဆိုလို့ရှိရင်ဆိုတော့ဒါအကူရဲ့မှတ်ဉာဏ်တွေထဲမှာပထမဦးဆုံးပေါ်လာတဲ့အရာဘာလေးဖြစ်လို့လဲဗျကျွန်တော်ပြောရင် World Cup ဆိုကမ္ဘာဖလားဆိုပေမဲ့အဲ့ရဲ့အရှိမကျွန်တော်တို့ငယ်ဘဝဘောလုံးနဲ့အရင်ရင်းနှီးသွားတာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ယူရို96မှာပို့ပြီးတော့ဟိုပေါ့လေပို့ပြီးတော့ကျွန်တော်တို့ ਨੇ ဘောလုံးနဲ့ပိုရင်းနှီးခဲ့ရပါတော့94 World Cup ဒီကြည့်ကြရတယ်ဘောလုံးဆိုရဲနိုင်ငံခြားပွဲပဲပြောပါတော့နိုင်ငံခြားကန်နဲ့ဒီကဘာကျော်ဘောလုံးသမားတွေကိုမြင်ရတာ94မှာကျွန်တော်နည်းနည်းလေးစထိတွေ့မိတယ်ကလေးဘဝဆိုတော့အရင်မှတ်မိဘူးဒါပေမဲ့နာမည်ကြီးပွဲတွေကြည့်ရတယ်ဒါပေမဲ့ဘောလုံးယူမူဝါသနာပါပြီးတော့ဒီဘောလုံးကိုကြိုက်ပြီးလို့ဖြစ်သွားတာယူရို96ကကျွန်တော်တို့ဦးညိုဝင်းတို့အတီးဥဆောင်မင်းသားကြီးဦးညိုဝင်းတို့လုပ်ခဲ့တဲ့ Felix U96 ရဲ့ Felix show ပေါ့လေအဲ့တော့ဆိုရင်ကျွန်တော်တို့ကမြန်မာရုပ်မြင်သံကြား MRTV ရဲ့အဲ့လိုညနေ6နာရီလောက်လာမသိဘောလုံးနဲ့ပတ်သက်တဲ့အားကစား program ညာကျွန်တော်မြန်မာတွေလုပ်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့အားကစား program မှာဘောလုံးအကြောင်းအဲ့လိုမြန်မာပါဇက်ကမြန်မာနှုတ်ကနေဘယ်အသင်းဘရာဇီးတို့အင်္ဂလန်တို့အဲ့လိုတွေနှုတ်ကစပြောတာကျွန်တော်တို့အဲ့မှာစကြားဘူးတာပေါ့လေအဲ့ရှိမှရှိကောင်းလဲရှိနိုင်ပါတယ်ဆိုတော့အဲ့မှာကျွန်တော်တို့ကဦးညိုဝင်းရဲ့တီးဆောင်လဲတီးဆောင်သူတို့ကပြသူတယောက်တည်းပြောတာဒါပေမဲ့အရင်နားထောင်လို့ကောင်းတယ်အဲ့တော့ဘရာဇီးကဘယ်လိုကောင်းတာအင်္ဂလန်ကဘယ်လိုကောင်းတာပြင်သစ်ကဘယ်လိုအဲ့တော့မှကျွန်တော်တို့ကဘောလုံးနဲ့ပတ်သက်တဲ့အစီအစဉ်တစ်ခုကို TV ကနေပထမဆုံးစကြည့်ဘူးပြီးတော့ဘောလုံးဆိုတာဒီလိုစိတ်ဝင်စားစရာတွေရှိပါလားအဲ့တော့မှနိုင်ငံတွေကကမ္ဘာဖလားကိုဘယ်လိုလူကြအဲ့တော့မှနည်းနည်းလေးရိပ်မိလာကြပြီးတော့ဘောလုံးဝါသနာပါသွားကြတာပေါ့အဲ့တော့ကိုကောင်းကမေးတာကိုပြန်ပြောရလို့ရှိရင်ကမ္ဘာဖလားနဲ့ပတ်သက်ပြီးတော့ဒီဘောလုံးနဲ့ပတ်သက်ပြီးတော့စပြီးတော့ကျွန်တော်တို့စိတ်ဝင်စားသွားတဲ့အစီအစဉ်ဆိုအဲ့ကိစ္စလေးနဲ့စပြီးတော့ဦးညိုဝင်းရဲ့ Felix TV show ကနေစပြီးတော့စိတ်ဝင်စားခဲ့တယ်ပြီးတော့အဲ့ရနေစပြီးတော့94 World Cup 98အဲ့လိုတစ်ဆက်တည်းသွားတာပေါ့အဲ့မှာကျွန်တော်တို့မြန်မာပြည်မှာကကိုကောင်းခန့်တို့ငယ်မလားမသိဘူးအဲ့94 World Cup ရဲ့ Euro 96ရဲ့ကမြန်မာနိုင်ငံမှာဘောလုံးနဲ့ပတ်သက်ပြီးတော့အများစုရင်ထဲကိုဘောလုံးရောက်သွားအောင်ပို့နိုင်ခဲ့တာအဲ့နှစ်ချိန်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့နောက်ပိုင်းတော့တစ်ဆက်တည်းသွားတာပေါ့ဟုတ်နောက်တစ်ခုစကားမဆက်ပြောရင်ကျွန်တော်အဖွင့်မှာကိုကောင်းကမိတ်ဆက်တွေတော့ပါသူတို့ခေတ်တိုက်တဲ့ကမ္ဘာဖလားဆိုကျွန်တော်အဲ့မှာနည်းနည်းတော့စိတ်မကောင်းဖြစ်သွားကျွန်တော်တို့ခေတ်တစ်ခုတော့အဲ့လိုတော့အသက်ကြီးသွားပြီလားဆိုအဲ့လိုတော့ပြန်ပြောရတဲ့အသက်ကြီးကိုရောက်သွားတယ်ပေါ့နော်ဒါဘောလုံးနဲ့ဖက်တွယ်နေနဲ့ဒီလိုအသက်တွေကြီးလာတာတတိပထားမိလိုက်အခုတော့ကျွန်တော်တို့ကအရင်တော့လွန်ခဲ့တဲ့20 15နှစ်အဲ့လိုပြန်ပြောရမယ်ကျွန်တော်တို့ရုပ်ရှင်တွေထဲမှာဆိုရင်နောက်10နှစ်ခန့်ကြာတော့ခါတော့နောက်20ခန့်ကြာတော့အဲ့လောက်တော့ပြန်ဖြစ်သွားတဲ့အသက်တွေရောက်သွားကိုယ့်အကူတော့နည်းနည်းလေးအသက်ကြီးလို့စိတ်တော့စိတ်မကောင်းဖြစ်သွားတယ်ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီကမ္ဘာဖလားပေါ့နော်ဆိုတော့ခုနကတော့ဒါ memory အနေနဲ့ဒါပထမဦးဆုံးဒါဘောလုံးဒါအခုတို့ထိတွေ့ခဲ့ရတဲ့ဒါအပိုင်းပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ကမ္ဘာဖလားမှာဒါအခုတို့အရင်တော့ပေါ့နော်အဲ့လိုတကယ်ထဲဝင်ဝင်စပြီးတော့ကြီးပြတဲ့ကမ္ဘာဖလားဘယ်ဟာဖြစ်မလဲနောက်ဘယ်လိုမျိုးတွေအကိုတို့အဲ့တော့ကြီးခဲ့ရတယ်ပေါ့နော်ကျွန်တော်တို့98 World Cup မှာတော့တော်တော်များများကျွန်တော်တို့နိုင်ငံမှာကြီးနိုင်ပြီပေါ့လေသူနီးသူဟန်ကိုနီးကိုဟန်နဲ့ပေါ့နော်ပွဲတော်တော်များများကိုကြီးလို့ရမယ်94 World Cup ကကြီးလို့တော့ရနေပြီဒါပေမဲ့ပွဲတိုင်းတော့မဟုတ်ဘူးကျွန်တော်ထင်တယ်MRTV တို့ဘာလို့သူတို့လွှင့်နေပွဲဆိုကြည့်ရတယ်မလွှင့်ရင်တော့မကြည့်အောင်ကိုကောင်းတယ်ဒါပေမဲ့98လောက်မှာတော့ကျွန်တော်တို့ RCDI တို့ဘာလို့8ပေစလောင်းတွေနဲ့မျိုးစုံပေါ့လေဟိုဘက်ယုံမှာအဲ့တော့ဘလုံးပဲပြရတဲ့ယုံတွေရှိကြတယ်ဟိုဘက်ယုံမှာဘယ်ပွဲဒီဘက်ယုံမှာဘယ်ပွဲပေါ့နော်အဲ့လိုလေးတွေကြည်လာရတယ်ပြီးကျွန်တော်တို့ဘယ်လိုကြော်ညာဖုတ်တွေပေါ့လေညဗဒနာကြီးဘယ်ပွဲပြရမယ်ဆိုတော့အားလေးပေါ့အဲ့ဒါလေးတွေကြီးညာပြီး98 World Cup မှာတော့ပွဲတော်တော်များများကိုဒီမြန်မာပြည်မှာဘောလုံးပွဲမှာတော်တော်လေးကြီးလို့ရခဲ့တဲ့အချိန်ပေါ့နော်အဲ့တော့98 World Cup ကတော့ကျွန်တော်တို့ပွဲတော်တော်များများကြီးရတယ်ပိုပြီးထဲဝင်ဖြစ်တယ်ကျွန်တော်တို့လည်းအဲ့အချိန်မှာအသက်14နှစ်15နှစ်16နှစ်ဝင်းကျင်တော့ရောက်ပြီပေါ့9တန်း10တန်း10တန်းမရောက်ခင်နှစ်လေးတွေပေါ့98 World Cup မှာတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲ
အသက်အရွယ်ရအောင်ဘောလုံးမတိချာကြည့်ရဲဆိုတဲ့အသက်အရွယ်ကိုတော့ရောက်လာပြီပေါ့ဟုတ်ပြီးရင်နောက်တစ်ခုကကျွန်တော်စကားများတယ်ဆိုတော့နည်းနည်းရှုပ်သွားပါ93 90ဆိုတော့94ဟုတ်ကဲ့96 Euro 96အဲ့ချိန်မှာပဲကျွန်တော်တို့ကမြန်မာဘောလုံးနဲ့ဆက်ဆက်ရင်ကျွန်တော်တို့က93တိုက်ကားဖလားလားမသိဘူးအဲ့လိုစီဂိမ်းလား93 95ကတိုက်ကားလား93ကစီဂိမ်းလားမသိဘူးအဲ့မှာကျွန်တော်ကိုမျိုးလိုက်ဝင်းတို့ကိုတန်းတို့အောင်တော့အရင်အောင်နေတဲ့အချိန်လေးပေါ့လေအဲ့အချိန်မှာကျွန်တော်တို့ကဘောလုံးကမြန်မာပြည်မှာအရင်အချိန်ကောင်းတဲ့ပြည်သက်တွေကစိတ်ဝင်စားတဲ့အချိန်မှာစောစောတစ်ဆက်သေးတွေဖြစ်ကြတာပေါ့အဲ့မှာစီဂိမ်းမှာလည်းကိုအသင်းကအဲ့လို final တွေပါထိုင်းနေပါနေကန်တဲ့အချိန်ဆိုတော့ကျွန်တော်တို့မှတ်မိရလေးကိုပြန်ပြောတော့အဲ့မှာကျွန်တော်ဒီဒါဒီ M21 ရဲ့ show လေးဖြစ်နေတော့အားသာဝစ်စုံနေနဲ့ဟာလည်း show လေးဖြစ်နေတော့အဲ့မှာကျွန်တော်တို့ကအာကာထုံးမောင်းမီတို့ဘာလို့အဲ့မှာ93 94 95ပြီးတဲ့အချိန်မှာဒီမြန်မာနိုင်ငံမှာစနာမည်ကြီးလာပြီပေါ့လေဆိုတော့အဲ့လိုအာကာအင်ဂျီတွေကိုဝစ်ပြီးကန်ရမယ်ဆိုတဲ့ဟာလေးလည်းသိလာကြပြီမောင်းမီအင်ဂျီတွေကိုအာကာထုံးဆိုရင်ဝယ်ကန်လို့ရတယ်ပုံမှန်ကတော့ကျွန်တော်အနီးပတ်ဝန်းကျင်မှာကျုံတဲ့ဘောင်းမီလေးတွေရှာကြံပြီးကျွန်တော်ငယ်ငယ်ကတော့ကန်ကြတာပေါ့ဒီလိုအာကာဘောင်းမီတို့ဘာလို့ M21 အထုတ်ဒီလိုတက်မှတ်တွေမရှိကြသေးဘူးဆိုတော့အဲ့93 94 95မှာတော့အာကာထွန်းတို့လှဆန်းရင်တို့အဲ့လိုဘောင်းမီတွေပေါ်လာကြပြီပေါ့လေဆိုတော့ဒါမြို့တွေမှာတော့ပိုများများဆဆဝင်နိုင်တယ်ကျွန်တော်နေဘက်မှာတော့အရင်မရှိဘူးအဲ့ဒီနောက်ပိုင်းမှာမှဟိုအာကာဝစ်စုံတွေကတူညီဝစ်စုံတွေချုပ်ဝေးရတာတို့တသိန်းနဲ့တသိန်းဟိုဘယ်လိုပြောအဝါကြီးပဲဆိုအဝါရောင်ဝတ်ခဲ့ဆိုပြီးတော့အဝါပိုင်ပြီးတော့ကန်လာတဲ့ဆိုင်ဒီလိုဝတ်စုံစင်တူလေးတွေချုပ်ဝေးပိုကောင်းတာတို့ဆိုတာအဲ့95 6 95 96လောက်မှာစတိလာပြီးတော့လှုပ်လာကြတာပေါ့နော်အဲ့တော့ဟိုတစ်ဆက်တည်းပြန်ပြောရရင်ကျွန်တော်တို့ကမ္ဘာဖလားဆိုတဲ့ဟာကိုကျွန်တော်တို့ထဲထဲဝင်ကြည့်ခဲ့တဲ့အချိန်နဲ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာပြောင်းလဲနေတဲ့တဘာဝဘောလုံးကန်လုံနေကြအလေးထားလေးလေအဲ့မှာစပြောင်းလာကြတယ်ကျွန်တော်တို့အသက်အရွယ်မှာပေါ့နော်ဘောလုံးပဲကြည့်တာရောရက်ွက်ထဲမှာဘောလုံးကန်တဲ့ဟာလေးတွေရောအဲ့ဒီအသက်အရွယ်မှာတော့စပြောင်းလာကြတယ်ပေါ့ဝစ်စုံဝစ်တာလေးတွေအစပေါ့ဟုတ်ကဲ့ဟုတ်ဆိုတော့ဒါကတော့ကျွန်တော်တို့အစာပိုင်းပေါ့နော်ဆိုတော့နောက်တော့ကျွန်တော်တို့ဒါ World Cup ကတော့၄နှစ်မှတစ်ချိန်ဆိုတော့ကျွန်တော်တို့ဒီပြောရမယ်ဆိုလို့ရှိရင်ဒီဟို club အသင်းတွေကျွန်တော်တို့ဒါနှစ်တိုင်းဒါကြည့်နေရတဲ့ပုံစံနဲ့တော့မတူဘူးပေါ့နော်ဆိုတော့ World Cup ဆိုတဲ့ခါပြောလိုက်တာနဲ့ကိုကျွန်တော်တို့မှာဒါ feeling လေးတစ်ခုရှိတယ်ဟုတ်ကဲ့ဆိုတော့ဒါကြီးက၄နှစ်မှတစ်ချိန်ကြည့်ရတာဆိုတော့ feeling လေးရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒါမတူတာ club အသင်းတွေဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အစွဲတွေပါတယ်ရှိတယ် World Cup ကျတော့အားလုံးဒီအသင်းအားလုံးကိုကျွန်တော်တို့ဒါအားပေးပြတာများတယ်ပေါ့နော်ဆိုတော့တကယ်ဘောလုံးကစားတဲ့ပုံစံတွေကလည်းသူတို့ဒီ club အသင်းမှာကစားတဲ့ပုံစံတွေနဲ့မတူနိုင်ငံအသင်းအတွက်သူပို့ပြီးတော့ဒါကြိုးကြိုးစားစားအားထုတ်ပြီးတော့ကစားကြတယ်ဆိုတော့ဒီကစားရဲဆိုလို့ရှိရင်ဒါမိနစ်60လုံးဒါအပြည့်ရေကုန်ရေကန်းဆော့ကြတာမျိုးတွေကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါအခုအနေနဲ့ဆိုလို့ရှိရင်ရောဒီလိုမျိုးဒီ World Cup ဆိုလို့ရှိရင်ဒါတည်တံ့ဖြစ်လာတဲ့အဲ့လို feeling လေးတွေကျွန်တော်တို့အဲ့လိုပြန်ပြီးတော့မြင်အောင်လာတာမျိုးလေးဆိုပါလေးရှိမလဲဟုတ်ကဲ့ကကျွန်တော်ဘယ်လိုပြောမလဲဘောလုံးပွဲတွေမှာအကြိုက်ဆုံးကသူ့ကိုပေါ့နော်ကမ္ဘာဖလားကိုအကြိုက်ဆုံးပဲဘာလို့ဆိုတော့ကွင်းထဲမှာကန်နေရတခုလေးနဲ့မပြီးဘူးပေါ့နော်အခုဆိုရင်ကြာဒီ World Cup စပြီဟိုမှာဒီလေရွေးစင်အသင်းတွေထိုနေ့ကတူရကီလားဘလို့ထွက်ခွာသွားတယ်အစနိုင်ငံပြည်သက်တွေကဘလို့အားပေးနေရအစပေါ့အဲ့လိုတွေပေါ့နော်တခြားပြိုင်ပွဲကလပ်တင်လီးပြိုင်ပွဲတွေလည်းမတူတခြားရှင်းရှင်းပြောပွင့်လင်းပြောယူရိုနဲ့တောင်မတူဘူးဗျာဒီ World Cup ကအရန်ချားနာတယ်ဆိုတော့အဲ့ရဲ့စိတ်ခံစားချက်တွေplayer တွေရော player တွေစိတ်ခံစားချက်လည်းအဲ့မိကုန်းသွားမိရင်သူတို့လည်းအဲ့လိုပဲဖြေကြလိမ့်မယ်ထင်ပါတယ် World Cup ကိုကန်ရတဲ့ feeling နဲ့တခြားအနေနဲ့ဘာနဲ့မှမတူနိုင်သလိုပြည်သက်တွေရဲ့အသင်းပေါ်အားပေးမှုရောကျွန်တော်တို့နဲ့မဆိုင်တဲ့လူတွေရဲ့အားပေးမှုပေါ့လေအဲ့ဒါတွေကရောဟိုတခြားဘာနဲ့မှမတူနိုင်ဘူးပြီး World Cup ကိုကြည့်ရတာကျွန်တော်တို့ကတတိပုဂ္ဂလတဦးတဲ့ပုဂ္ဂလိကမဆန်ဘူးသူလိုခံစားရတယ်အားလုံးနဲ့ဟိုတသားတည်းဖြစ်သူလိုခံစားရတယ်ဆိုတော့ကိုကျွန်တော်ပြောချင်တာကဆိုဖုန်းတစ်လုံးနဲ့ကြည့်တဲ့ဘောလုံးဝဲမဟုတ်ဘူးကျွန်တော်ဒါပြောချင်တာလေ World Cup ဆိုတာအိမ်မှာ TV တစ်လုံးဖွင့်ထားပြီးတော့မိသားစုတွေအမေလာကြိုးဒီမှာအဝါရောင်ကဘရာဇီးအဖေကဟဲ့အောင်ဒီဘက်ကအဖြူကပါလဲအဲ့မှာဟိုအကူကငါကတော့အင်္ဂလန်ပဲကြိုက်တယ်အဲ့လိုမိသားစုနဲ့ညီကိုမောင်နှမနဲ့တငယ်ချင်းတွေနဲ့အဲ့လိုကြည့်တဲ့ပွဲပေါ့နော်အဲ့လိုဟာမျိုးကဟိုတခြားဟာတွေမှာတိတ်မဖြစ်ကြဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအနည်းဆုံးကိုအောင်ခဲဘောလုံးပွဲလည်းတစ်ခါမှမကြည့်ဘူးဘောလုံးပွဲလည်းစိတ်ဝင်စားဒါပေမဲ့ပြောနေကြလို့သာရက်ွက်ထဲမှာဈေးရောက်နေနဲ့ဒိုကြီးတွေကမန်ယူတော့ကြားဘူးတယ်အာဆင်နယ်လည်းကြားဘူးတယ်ဒီလောက်ပြင်သူတို့ကပုံမသိကြဘူးဒါပေမဲ့ကမ္ဘာဖလားကာလာဆိုရင်တော့ကိုအောင်ခဲဈေးထဲသွားလိုက်ရင်လည်းအဲ့အကြောင်းပြောနေလိမ့်မယ်သူတို့ကြည့်ချင်မှကြည့်လိမ့်မယ်သိချင်မှသိလိမ့်မယ်ဟာဘရာဇီးကတော့ညနိုင်တော့စူညံနေတာပဲဘလူးကောင်းတာငါတို့ငယ်ငယ်တုန်းကတော့အဲ့မှာဂရုံးပြောင်းတဲ့တကောင်တော့သဘောကျတယ်အဲ့လိုပေါ့လေလူတိုင်းပြောကြတယ်ကျွန်တော်ပြောချင်တာကမ္ဘာဖလားဆိုတာလူတိုင်းကြည့်ချင်မှကြည့်လိမ့်မယ်ဒါပေမဲ့ World Cup ဒီကမ္ဘာဖလားဒီလူတိုင်းပြောကြတဲ့အကြောင်းအရာတစ်ခုပေါ့လေဆိုတော့ဘောလုံးပွဲတစ်ပွဲတဲ့အများကြီးပို့တယ်လို့ထင်တယ်ပြီးကျွန်တော်အဲ့အကြောင်း World Cup ဆိုရင်ကျွန်တော်သဘောကျတယ်ပို့ပြီးတော့ entertain ဖြစ်မဲ့ဟာတွေအဲ
မိနစ်90သာ2သင်းဝင်ပြီးတော့ကွင်းထဲမှာကန်နေရရဲ့ဖြစ်နေတာတွေရဲ့ပြင်ပကိစ္စအများကြီးပေါ့နော်အများကြီးဆိုဟိုလက်တလောစဉ်းစားလို့ရောပြောလို့ရောမပြည့်စုံနိုင်ပါကိုကောင်းငယ်နော်ဆိုတော့အဲ့ရဲ့ feeling ကိုကျွန်တော်တို့ကကြိုက်တယ်ပြောချင်တာတော့ World Cup ကတော့ဘာနဲ့မှတော့မတူနိုင်ဘူးပေါ့နော်အခုထိတော့အဲ့ရတာကိုပြီးနိုင်တော့မယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဆိုတော့ဒါအကိုတို့ဒါဝိုင်းရဲ့အားကစား season တင်ဆက်သူအနေနဲ့ပေါ့နော်ဆိုတော့အကိုအနေနဲ့လည်းဒါရှေ့မှာကျတော့ဒါဘောလုံးပရိသတ်တယောက်အနေနဲ့ကြည့်ခဲ့ရတာမျိုးရှိနေမယ်ဆိုတော့တကယ်အလုံးအနေနဲ့ဒါထဲထဲဝင်လောက်ရတဲ့အခါမှာရောဒီအကြောင်းအရာတွေနဲ့ဒါတကယ်ကမ္ဘာဖလားဆိုတာမျိုးတွေနဲ့အခုထိတွေ့ရလိမ့်မယ်ဒါပတ်သက်ရလိမ့်မယ်ဆိုတော့အဲ့ဒီမှာရောဘယ်လိုကွာခြားချက်တွေရှိလဲဆိုတော့တော့အခုအမှတ်တရဖြစ်စရာလေးတွေဆိုရင်ဘာတွေရှိမှာလဲဟုတ်အလုံးအနေနဲ့ပေါ့နော်ဟုတ်ကဲ့အလုံးအနေနဲ့ဆိုကျွန်တော်တို့အဲ့မှာဘရာဇီးအင်္ဂလန်တွေစပိန်တွေမသိတော့တနေ့ကို3ပွဲဘယ်ချိန်ကစားမှာလဲအဲ့မှာဘယ်သူတွေရိုက်မှာလဲအဲ့အလုံးတွေရှုပ်နေတာနဲ့ပဲအချိန်ကုန်ခဲ့တော့ဟိုဘလုံးနဲ့အလုံးနဲ့တော့တူသေးအောင်ဖြစ်ပေမဲ့ကျွန်တော်ကနည်းနည်းလေးတော့အလုံးသဘောဆန်သွားရင်တော့ဟိုပရိသတ်အနေနဲ့ကြည့်ရတာတော့မကောင်းဘူးပေါ့နော်ပရိသတ်အနေနဲ့ကြည့်ခဲ့ရတာတော့ပိုကောင်းတယ်ကျွန်တော်တို့ဥပမာကိုကောင်းခံအခုဆိုရင်တညကို4ပွဲတွေရှိနေပြီကျွန်တော်တို့ဆိုလို့ရှိရင်ည9နာရီတပွဲ10ပွဲ2ခွဲတပွဲမနေ့6ခွဲတပွဲဥပမာဆိုပါဆိုအဲ့လိုပွဲတွေရှိလာတဲ့အချိန်မှာကျွန်တော်တို့ကအသင်းဆိုတာနဲ့အဲ့အချိန်တွေကိုကြည့်ပြီးတော့ဘယ်အချိန်မှာဘာလုပ်လို့မလဲဘယ်အချိန်မှာဘာလုပ်လို့မလဲနောက်တစ်ရက်မှာဘာပြန်လုပ်မလဲအဲ့ဒါတွေကိုလုပ်နေရတဲ့အခါမှာပွင့်လင်းပြောရရင်ဒီလုပ်တွေလုပ်တဲ့အခါမှာဘောလုံးနဲ့ဒီစရောင်နဲ့ပိုဝေးသွားတယ်ဟုတ်ကဲ့ကျွန်တော်တို့အဲ့လိုတကယ်ဖြစ်ခဲ့တာပေါ့နော်ဆိုတော့အများစုကတော့ကျွန်တော်တို့ကဘောလုံးနဲ့ပတ်သက်ပြီးတော့ဒီလုံမှာပဲဝါသနာပါတဲ့အလုပ်တွေကိုဆက်ပြီးတော့လုပ်နေရတဲ့အခါကျွန်တော်တို့ကဘောလုံးနဲ့လက်ပွန်းတည်းအမြဲမပြတ်ထိတွေ့နေမယ်လို့အများအပြည့်ကတော့အပြည့်လူတွေယူဆကြမယ်ကျွန်တော်တို့ကအမှန်တော့ဒီစရောင်နဲ့ပိုဝေးသွားတယ်ပေါ့နော်ကျွန်တော်တို့မှာကိန်းကနန်းနဲ့အချိန်တွေနဲ့လူတွေနဲ့အဲ့ဒါတွေပဲနောက်ပိုင်းမှာရှိခဲ့တာများတာပေါ့လေတခါလေလွတ်လွတ်လပ်လပ်ဘာမှမဆိုင်လို့ဒီလိုဘောလုံးပွဲတစ်ပွဲကိုလက်ဖက်ရည်တိုင်းမှာထိုင်ကြည့်လိုက်ချင်တာပေါ့နော်အခုတော့အဲ့ဒီအချိန်တွေမျိုးတော့ပြန်ရောက်လာပါပြီဆိုတော့အခုအဲ့လိုပဲပြန်ကြည့်ရတာပါပေါ့ဟုတ်ကဲ့ဟုတ်ဆိုတော့ဒါအခုပြောဖို့အရာဆိုလို့ရှိရင်ဒါပရိသတ်အနေနဲ့ကြည့်ရတာပို့ပြီးတော့ဒီ feeling ပိုလက်ဆက်တယ်ဆိုတော့ဟုတ်တယ်ဘောတရားတော့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီတုန်းကရောအကိုတို့ဒါကြီးခဲ့တော့အဲ့တုန်းကတော့ဒါဒီဘက်ခင်းနဲ့တော့မတူပေါ့နော်တကယ်ဟိုကျွန်တော်တို့ဒါလက်ဖက်ရည်ဆိုင်ရည်ကျေးမှုတော့အဲ့လိုမျိုးပုံစံနဲ့တော့ဘောလုံးပွဲယုံနေမှာကြည့်ရတာမျိုးတွေရှိမယ်အဲ့တော့ကျွန်တော်တို့အခက်ဆလောင်းအကြီးတွေနဲ့အဲ့လိုမျိုးကြီးကြည့်ရတာမျိုးတွေရှိမယ်ဆိုတော့အခုအဲ့မှာအမှတ်တရလေးတွေဗာလေးရှိအောင်မလဲအဲ့ဒါဟိုပြီးခဲ့တဲ့ရက်တည်းကပဲတငယ်ချင်းတွေနဲ့ပြန်ဆုံတော့ပြောပြကြတယ်ကျွန်တော်တို့လက်ဖက်ရည်ဆိုင်တွေမှာကြီးကြတယ်တခါလေအရင်ကောင်းတဲ့ပွဲတွေဆိုကျွန်တော်တို့ကခုံမရဘူးလေကျွန်တော်လမ်းမလေးလှမ်းပြီးတော့ငေးကြည့်ရတယ်တခါလေဘောလုံးပွဲယုံနေမှာကြီးတဲ့အခါမျိုးတွေကြလို့ရှိရင်သူအားပေးတဲ့အသင်းကိုအားပေးတဲ့အသင်းရှိရဲအခုဒီ online ပေါ်မှာဒီ social media ပေါ်မှာလေတိုက်တယ်ဆိုတာ fan တွေတစ်ဖက်နဲ့တစ်ဖက်ဖြစ်ကြတယ်ဆိုတာတက်ကိုအရင်ခေတ်ကပူကျန်းတယ်ပေါ့နော်ထားပါတော့ကိုကောင်းကတဲ့ကျွန်တော်နဲ့ဘောလုံးပွဲထိုင်ကြည့်နေတယ်ကိုကောင်းကမှာ50ရောက်ကျွန်တော်ဘက်မှာ50ရောက်ရှိမယ်ဗီဒီယိုထဲမှာဘောလုံးပွဲယုံထဲမှာထိုင်ကြည့်နေပဲကျွန်တော်အသေးကဂူးသွင်းသွားတယ်ကျွန်တော်တို့အုပ်လိုက်ကြည့်အခုရှိမှလာကအဲ့ရှိမှလာကဆိုတော့သိလားအခုတော့တော်တော်ဆက်ဝင်တိုက်ရင်တော့တိုက်တယ်အိုး50ရောက်တအုံးလေးဝိုင်းပက်ပက်အဲ့လိုကကြဆိုတော့ဒေါသထွက်ရလဲအခက်ပေါ့တခါလေးလဲလူငယ်သဘာဝရဖြစ်ကြတာရှိတယ်အဲ့ဒါမို့ကျွန်တော်တို့မှမဟုတ်ပါဘူးကျွန်တော်တို့ခေတ်ကdelay ပေါ့နော်အဲ့လိုပဲကိုကောင်းခန်းတို့ကလည်းပြန်သွင်းတဲ့အချိန်မှာဆိုလာပြီးဒီဘက်မှာပြန်ပြီးအဲ့လိုပေါ့နော်အဲ့ဒါကကျွန်တော်တို့လူငယ်အသက်အရွယ်တွေမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ငယ်ဘဝ19နှစ်အသက်20ပေါ့အဲ့အရွယ်အဲ့အချိန်မှာအသက်30 40အရွယ်ယောက်ျားမိန်းမဘယ်အရွယ်မဆိုဟိုဘောလုံးမကြီးတဲ့အလေးထားအဲ့လိုယုံထဲမှာကြည့်ပြီးဆိုရင်တစ်ဖက်နဲ့တစ်ဖက်ကိုအဲ့လိုကြီးကြတာနောက်ကြတာစကြတာဒါပေမဲ့ဟိုပြဿနာအရင်ကြီးမားမားကြီးမရှိကြဘူးနောက်တည့်ရက်မှာအထူတူပဲပေါ့နော်နောက်ကျွန်တော်တို့မှတ်မိတာတတိယတာဆိုရင်ကျွန်တော်တို့ဘောလုံးပွဲနဲ့ခွဲမရတာဟိုကျွန်တော်တို့ coffee mate ထုံလေးတွေရင်းနှီးချမ်းတဲ့ coffee mate တွေညညင်းတဲ့ပွဲတွေကြီးတဲ့အခါမှာနောက်ကျွန်တော်တို့ဟိုခောက်ဆွဲပြုတ်ချင်းဆက်လေးတွေဒါလက်ဖက်တုံလေးတွေပေါ့ဒါကဟိုဘောလုံးပွဲတွေနဲ့တွဲနေတဲ့မြန်မာဒလေးပဲပြောပါတော့အဲ့ဒါလေးကတော့အမှတ်တရပေါ့ပြီးရင်ကျွန်တော်တို့ညနေတွေမှာအဲ့လိုဘောလုံးပွဲရှိရဲ့ပြတဲ့နေရာတွေကိုသွားရတယ်တခါရမရကလက်စစ်မင်းမရှိတဲ့နေရာတွေမီးစက်နှိုးပြီးမှကြည့်ရတယ်ညတနာရီ2နာရီမှာမီးစက်နှိုးရတယ်ပြီးကျွန်တော်တို့ဘောလုံးပွဲသွားကြည့်တဲ့နေရာတွေသွားတဲ့ခါမှာဟိုထားပါတော့ဟိုညနေအချိန်မတော်ဆိုတော့ကိုယ်လူကြီးတိတ်နေတဲ့အချိန်အားလုံးအိပ်ရတဲ့အချိန်တွေသွားတဲ့ခါမှာကျွန်တော်တို့ထားပါတော့ဟိုတဘာဝအရာဟိုတရေကြောက်တတ်တဲ့လူတွေရှိမယ်ဟိုမှာအဲ့လိုကြောက်စရာကောင်းတဲ့နေရာတွေဖြတ်သွားတာတွေရှိတယ်ခွေးလိုက်ခံရတာတွေရှိတယ်တကူးတင်ပြီးတော့အော်ခံရတာတွေရှိတယ်ပေါ့နော်ဒါကတော့ဟိုဘယ်လိုပြောရမလဲ
ကြုံမှုနဲ့တော်တော်လေးလွမ်းစရာကောင်းတယ်ပေါ့နော်ဒါပေမဲ့လည်းဟိုအခုခေတ်ကလေးတွေကတော့ဟာအကိုတို့ခေတ်ကလည်းအဲ့ဒါဘလို့ပြောစရာကောင်းပါလဲလို့တွေးမယ်ဒါပေမဲ့ကျွန်တော်တို့အသက်အရွယ်နဲ့ကျွန်တော်တို့အဲ့ဖြတ်တန်းစီအချိန်ခါတော့အဲ့ဒါလေးတွေကပဲပျော်စရာနဲ့ပြန်တွေးရင်စိတ်ကျဉ်တဲ့စရာကောင်းနေတာပေါ့နော်တကယ်ပြန်တွေးကြည့်တော့ဘူးနေတွေးကြည့်တော့ပျော်စရာလည်းတစ်ခုမှမပါဘူးသေချာလဲဟိုစက်ကြနှုံးတာလည်းမကြည့်ရဘူးပေါင်းကြီးမေတော်ကြီးကြည့်ရမယ်လည်းမသေးကြမသိရမယ်လည်းမသေးကြဘဲနဲ့ဟိုဘယ်လိုပြောမလဲဟိုအိမ်တကားခောက်ပြီးဘောလုံးဝဲလေးပြပါလားတောင်းပန်ရတာလေးလည်းရှိရပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့ဒါလေးကပဲကျွန်တော်တို့ပြန်တွေးဟောဒီလိုလေးရှိခဲ့ပါလားပေါ့နော်အဲ့လိုလေးကြုံခဲ့တာပေါ့ဟုတ်ကဲ့ဆိုတော့ဟိုဒီဘက်ခေတ်ကျတော့ကျွန်တော်တို့ဒါကြီးရတဲ့ပုံစံတွေကလည်းမတူတော့ဘူးเนาะဆိုတော့ဒီဘက်ခေတ်ကျတော့အရင်တော့အဲ့လိုမျိုးဒါစီစီလုံးလုံးနဲ့တကယ်ချင်းနေနဲ့အဲ့လိုမျိုးမဟုတ်ရင်တော့ဒဇိန်းနေနဲ့ကျွန်တော်အဲ့လိုမျိုးကြီးရတယ်ခုနကလိုလေတွေတိုက်ကြရတယ်အဲ့လိုမျိုး delay ကပို့ပြီးတော့ဒါပြောဖို့ကောင်းခဲ့ဆိုတော့ဒီဘက်ခေတ်မှာကျတော့ကျွန်တော်တို့ဒါဘောလုံးပွဲကြီးတယ်ဆိုတဲ့ဟာတကူကဒါ entertainment ပုံစံဖြစ်သွားတယ်ဆိုတော့ entertainment ကျတော့ကျွန်တော်တို့ဒါအလုပ်ကနေပြန်ရောက်တယ်ဒါပြင်ပန်းနဲ့ကျွန်တော်တို့ဒါဘောလုံးပွဲကြည့်မယ်ဖုန်းနဲ့ဖြစ်ဖြစ်ကြည့်မယ်ကွန်ပျူတာနဲ့ဖြစ်ဖြစ်ကြည့်မယ်ဆိုတော့ TV နဲ့ဖြစ်ဖြစ်ပေါ့เนาะဆိုတော့အဲ့လိုမျိုးများသောအားဖြင့်ကအဲ့လိုတယောက်တည်းကြည့်ဖြစ်တာတွေများတော့ပေါ့နော်ဆိုတော့အရင်တော့ကတော့ဒါကျွန်တော်တို့အဲ့လိုမျိုးအုပ်စုလိုက်ဒါကြည့်ရပြောစရာကြီးပေါ့နော်ဆိုတော့ဟိုဘလိုမျိုးအဲ့လိုကွာခြားသွားမယ်လို့ထင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဘောလုံးပေါ်ခံစားရတဲ့ခံစားမှုတွေရောဒီအပိုင်းနှစ်ပိုင်းမှာကွာခြားသွားမယ်လို့ထင်တာဆိုတော့အခုအနေနဲ့ဆိုတော့အဲ့လိုတယောက်တည်းကြည့်တာနဲ့ဒီခုနကလိုမျိုးဒါအပေါင်းအသင်းတွေနဲ့အဲ့လိုမျိုးကြည့်တာနဲ့ကဟိုဘယ်လောက်ထိကွာခြားမှုတွေဖြစ်နေမှထင်တယ်ဟိုဒီခေတ်ဆိုတာဒီပဲပြောင်းလဲလာတဲ့ခေတ်ရည်စည်းကြောင်းကြောင့်လဲကွာနိုင်မယ်ထင်တယ်ပေါ့နော်အခုကကျွန်တော်တို့ကပုံမှန်ဘောလုံးပွဲနဲ့မဆိုင်တော့မှတာမန်ပုံစံမှာတော့မှကျွန်တော်တို့ကဟို private ပူဆန်လာတယ်တူချင်းနေရာတွေပူများလာတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဟိုအရင်တော့အလိုစုကြည့်စရာမလိုဘူးကွယ်ကိုဖုန်းထဲမှာပဲကြည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ပြန် share လုပ်တဲ့ဟာလေးတွေပဲအတူကြည့်သေးကျွန်တော်ကြည့်သေးချင်းကိုယ့်ခန့်ကို share လိုက်မယ်ကိုမင်းခန့်ကို share လိုက်မယ်အဲ့လိုပေါ့အရင်တော့အဲ့လိုဟာမျိုးကကျွန်တော်တို့ကတနေ့က live အတူတူကြည့်ကြမယ်ဆိုတဲ့ဟာပေါ့လေအခုကတော့အဲ့လိုလေးတွေကွာသွားမယ်ထင်တယ်ဒါပေမဲ့ဟိုကျွန်တော်တို့ကတော့အရင်ဟာကိုပူကြိုက်တာပေါ့ကိုကောင်းခဲ့ဒါပေမဲ့လည်းအခုဟာအရင်ဟာကိုပူကြိုက်လို့အခုဟာကိုမကောင်းလို့လည်းပြောလို့မရဘူးပေါ့နော်ဒီဘက်ခေတ် trend ကဒီလိုပဲသွားနေတယ်ပြီးရင်ရွေးချယ်စရာတွေကအများများတယ်ကိုကျွန်တော်တို့မှာပွင့်နေပြီးတော့ကျွန်တော်တို့ငယ်ဘဝမှာတခြားဒါမှမကြည့်ကျွန်တော်ဘာမှမရှိဘူးဇက်ပွဲလိုက်ကြည့်ဖို့ပဲရှိတော့ဟိုဆိုကျွန်တော်တို့မှာရန်ပန်ရန်ကတစ်နှစ်ကိုဟိုဖျားပွဲလာတဲ့3-4ချိန်ထားတဲ့ဇက်ပွဲတွေရှိမယ်အဲဘယ်လိုပြောမလဲဇက်ကားတွေဗမာကားတွေကြာရင်ဗမာကားတွေသွားကြည့်ပဲရုံတွေရှိမယ်ဒါတွေအပြင်ကျွန်တော်တို့မှာနောက်ထပ်ရွေးချယ်စရာဒီဘောလုံးပွဲတွေကြည့်ဖို့ရှိတယ်အခုကအများကြီးရွေးချယ်စရာရှိနေတယ်ပေါ့နော်ဘာရှိုးတွေကြည့်မလဲဘဲမှလည်းသွားစရာမလိုဒီတနေရာတွေကပဲကြည့်နေတဲ့ခါမှာတော့ဆိုတော့ဘောလုံးအပေါ်ဟိုလူတွေရဲ့ခံစားသက်ဝင်မှုကလည်းပုံစံတစ်မျိုးပြောင်းနေမှာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ငယ်ကလို့မိနစ်90ပြည့်လဲစာသုံးထိုင်မကြည့်တော့ဘူးထင်ပါတယ်နော်ကျွန်တော်ထင်တာပြောတာလေလွဲရင်လည်းလွဲမယ်ကျွန်တော်ဖုန်းနဲ့ကြည့်တဲ့အခါမှာကျွန်တော်တခြားတစ်ခုလုံးနဲ့လုံနေနဲ့ခဏကြည့်လိုက်မယ်အလုပ်လဲလုံဒီဘက်ကပူအလုပ်လုပ်ရတာကိုကောင်းခဲ့ဆိုအဲ့တော့အလုပ်တစ်ဖက်နဲ့ခဏတချို့ကြည့်တာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်။တွိုင်းလာရင်လည်းဘောလုံးမကြိုက်လုံးလို့လမ်းပေါ်မှာအလုပ်မပြီးသေးနဲ့ဟိုကားပေါ်မှာကြည့်ရတာလည်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ငယ်ရလို့ဘောလုံးပွဲ8နာရီပွဲရှိတယ်တွားကြမှာလားဆို9နာရီရက်တွားပြီးအစားဆုံးထိုင်ကြည့်တာမျိုးတွေတို့အဲ့လိုကတော့နဲသွားပြီပေါ့နော်အဲ့အတွက်အခွင့်အလန်းနဲသွားပြီဆိုတာကအခွင့်အလန်းလည်းနဲသွားတာဘာကောင်းပါမှာပေါ့နော်အဲ့လိုကျွန်တော်တို့အဲ့လိုထင်တယ်ပေါ့နော်ကိုကောင်းကမေးချင်တာအဲ့လိုတော့မသိဘူးကျွန်တော်ဟုတ်ကဲ့မှန်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့ဟိုဒီကမ္ဘာပါဘောလုံးပွဲတွေဘက်ကိုတစ်ချက်လောက်ပြန်သွားလိုက်အောင်ဆိုတော့ကိုဒါ memory ထဲမှာဆိုလို့ရှိရင်ဒါထူးထူးခြားခြားဒါအမှတ်ရနေတဲ့ပွဲစဉ်ဆိုလို့ရှိရင်ဘယ်ပွဲစဉ်တွေဖြစ်မလဲဗျထူးခြားအမှတ်ရတဲ့ပွဲဆိုရင်ကျွန်တော်ခုနှစ်ကဖြစ်နိုင်တာ2000နှစ်90ပြီးတော့2000နှစ်ကမ္ဘာဖလားဖြစ်မှာအင်္ဂလန်ဘရာဇီးတွေ့တဲ့နေ့ပေါ့လေအင်္ဂလန်ဘရာဇီးတွေ့နေထူးခြားခြားမှတ်ရဖြစ်တာဟိုဒီရိုနယ်ဒင်ဟိုစီမန်ကိုဂိုးသွင်းသွားတယ်ဒါပေါ့ထူးခြားခြားအမှတ်ရတော့အဲ့ဒီပွဲပေါ့နော်ဟိုဘက်ခန်တို့နဲ့အိုဝင်ရင်ဆုံးသွင်းနေတယ်အိုဝင်အင်္ဂလန်အိုဝင်ဂိုးသွင်းတယ်လူစီကိုထိန်းလိုက်တာလားမသိဘူးကျွန်တော်ချမ်းမီအဲ့လိုပေါင်နဲ့ TV ဆင်သွားတယ်လို့မကယ်ဝင်ရင်သွင်းတယ်နောက်2-1နဲ့လားမသိဘူးဘရာဇီးနိုင်ပါအဲ့ပွဲကတော့ကျွန်တော်ဟိုကက်ထဲမှာအမှတ်အရဆုံးပွဲပေါ့ဆိုအဲ့တုန်းက2000ဆိုကျွန်တော်တက္ကသိုလ်ကျောင်းသားဘွားဆိုကျောင်းတက်ရင်းနဲ့ကြီးခဲ့တာဆိုပူပြောတာပေါ့ဗျာတကယ်ကြီးနေတအိုးအဲ့လိုတယောက်စနောက်ပြီးတော့အဲ့လိုကြီးခဲ့တဲ့ပွဲအမှတ်ရဆုံးတော့အဲ့ပွဲကိုမှတ်ရပါဟုတ်ဆိုတော့ဟိုဒါကျွန်တော်ကမ္ဘာဖလားဆိုတာ4နှစ်မှတစ်ချိန်ဟိုကျွန်တော်တို့ဒါ league တွေဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခုခုပြောင်းလဲသွားတာမျိုးတွေကကျွန်တော်တို့မသိတော့ဥပမာဒါနောက်ဆုံး
တစ်ခေါက်မှဆိုလို့ရှိရင်ဒါကျွန်တော်တို့ VAR ထည့်တယ်ပဲသဘောထားပါတော့ဆိုတော့ VAR ကျွန်တော်တို့ဒါဆုံးဖြတ်ချက်တွေနဲ့ဒါကြည့်ရတယ်ဆိုတော့အခုချိန်မှာဒါအသားကျသွားတယ်ခံစားဒါဆပြောင်းနေတော့အဲ့လိုမျိုးချက်ချင်းပြောင်းပြီးတော့ဒါဖြည်းဖြည်းချင်းကျွန်တော်တို့အသားကျသွားဒါ World Cup ကျတော့ကျွန်တော်တို့၄နှစ်မှတစ်ချိန်ကျွန်တော်စီမင်းအသက်ထဲလိုက်ပြီဆိုလို့ရှိရင်နောက်၄နှစ်ဒီကျွန်တော်ထက်ဆောင်ပေါ့နော်ဆိုတော့အဲ့တော့မှဒီဟာကိုကျွန်တော်ပြန်ပြင်ဥပမာဒီနှစ်ဆိုလို့ရှိရင်လည်းကျွန်တော်စီမင်းအသက်တွေအများကြီးထပ်ပြီးတော့ထည့်ထားတာမျိုးကျွန်တော်တွေ့ရဆိုတော့၄နှစ်တိုင်းမှာဒါကျွန်တော်ကြီးရတဲ့ပုံစံချင်းကကွာခြားမှုတွေရှိနေတယ်ပေါ့နော်ဆိုတော့အဲ့တော့အရင်တော့အဲ့လိုကြီးရတဲ့ဘောလုံးပွဲရတာနဲ့ဒီဘက်ခေတ်ကြီးရတဲ့အဲ့လိုဘောလုံးပွဲရတာပေါ့နော်ဆိုတော့ကမ္ဘာဖလားနဲ့ဆိုလို့ရှိရင်ဘယ်လိုမျိုးလေးဟိုကွာခြားတယ်လို့ခံစားအောင်ကျွန်တော်တို့ကလေဟိုသူတို့ကလည်းတချို့ကလည်းပြောမှာကျွန်တော်တို့ခင်မမီဘူးပေါ့လေဒါခင်တော့ပြန်ဆွဲတယ်လို့လည်းပြောနေတယ်ဒါပေမဲ့ကျွန်တော်တို့ကအရင်ရတာကိုပူကြိုက်တယ်ဒါပေမဲ့အခုဟာကိုလက်မခံတာမဟုတ်ဘူးပေါ့နော်အရင်ရတာကိုပူကြိုက်တယ်ဒီအတွက်လည်းကျွန်တော်တို့ကရွေးချယ်ခွင့်လည်းမရှိပါဘူးသူတို့ကစားတဲ့အတိုင်းကျွန်တော်တို့ကကြည့်ရမှာဒါပေမဲ့တကယ်ကိုကောင်းခံပြီးလို့ဘယ်ဟာကိုပူကြိုက်လဲဆိုအရင်ရတာကိုပူကြိုက်တယ်ကျွန်တော်လွတ်လပ်တယ်ဗျာမှားကောင်းမှားလိမ့်မယ်ဗျာကျွန်တော်လက်ပုတ်သွင်းတာပါရင်ပါလိမ့်မယ်ဒါပေမဲ့ပြောစရာတသက်ကြံနေခဲ့တယ်ဒါပေမဲ့တချို့လူတွေကအဲ့ဒါအမှန်တရားမှမဟုတ်တာမဟုတ်တာကြီးကိုမင်းတို့ကအားပေးတာလားဆိုတာလဲရှိကောင်းရှိနိုင်တယ်ဒီအတွက်လဲကျွန်တော်တို့ကအထူးတလဲပြန်မငင်းလို့ပါဘူးဒါလဲဒီဘက်ရှူတော့ကမှန်တယ်ပေါ့လေဒါပေမဲ့ကျွန်တော်တို့ကတော့ဟိုဘယ်လိုပြောမလဲအရင်ဟိုကျွန်တော်တို့အာကာသကိုဒုံးမြန်လွတ်တယ်လို့အရင်ဒီကြစနစ်တကျအတိအကျကြီးတွေတိုင်းထွာနေတာမှမဟုတ်တာဖြိုပြီးရေးလုပ်တဲ့ဘောလုံးပွဲတစ်ပွဲမှာမှန်ကန်တဲ့လောက်မှန်ကန်တဲ့စီးမြင့်နေရှေ့လုံလောက်ပြီလို့ကျွန်တော်တို့အတွေးပေါ့လေဟုတ်ကဲ့ဒါပေမဲ့လည်းအခုလက်ရှိလုပ်နေရတာတွေကိုလည်းမကောင်းလို့တော့မပြောပါဘူးဒါပေမဲ့အရင်လိုလေးတော့ပူကြည့်နေတာပေါ့ဒါပေမဲ့ကိုကောင်းရဲ့တကယ်ကတော့အားလုံးကဟိုဘယ်လိုပြောရမလဲဟိုကိစ္စရဲ့အတိုင်းမှာနေပယ်တိုင်းမှာအလုပ်တိုင်းမှာနောက်တစ်ဆင့်တိုးတက်အောင်လုပ်ကြတာပဲလေကျွန်တော်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လုပ်ငန်းတစ်ခုပဲဖြစ်ဖြစ်ကုမ္ပဏီတစ်ခုပဲဖြစ်ဖြစ်အဲ့တော့နောက်တစ်ဆင့်တက်ဖို့လုံချိုင်းမှာအဲ့လိုအပြောင်းလဲတွေဖြစ်တာပေါ့နော်ဒါပေမဲ့ဒီဟာကြတော့အားလုံးနဲ့သက်ဆိုင်တဲ့ဘောလုံးအာကစားနည်းလေးဖြစ်တယ်အားလုံးကနှိမ့်ချိုက်တဲ့ဟာလည်းဖြစ်တော့ဒီပြောင်းလဲမှုတွေကိုတချို့လက်ခံနိုင်တာလက်မခံနိုင်တာလည်းရှိမှာပေါ့နော်ပြီးတော့ဒါတွေက project တွေလေဆိုတော့တစ်နှစ်ဒါတွေထည့်လိုက်မှဆို VR project ထည့်မှဆိုရင်ဒီနဲ့ပတ်သက်တဲ့ဒီပညာကုမ္ပဏီတွေပတ်ဆိုင်ရမယ့်အလုပ်တွေကအများကြီးရှိအောင်ဆိုတော့ဒါတွေကလည်းစီးပွားရေးတွေဆိုတော့လည်းတစ်နှစ်တော့ပတ်ဆိုင်ရအောင်တော့လုပ်နေကြမှာပေါ့နော်ဆိုတော့ဒီရဲ့နောက်ွယ်မှာပတ်ဆိုင်ရကြမယ့်အလုပ်တွေကအများကြီးပေါ်လာတာဆိုတော့အဲ့လိုနှစ်တိုင်းမှာအပြောင်းလဲတွေလုပ်နေကြတယ်ထင်ပါတယ်သူတို့လည်းပတ်ဆိုင်ဝေရှာကြတယ်ထင်ပါတယ်နော်ဟုတ်ကဲ့ဆိုတော့ဟိုဒီနှစ်ကမ္ဘာဖလားတော့ကျွန်တော်တို့ထူးခြားချက်လေးရှိရပေါ့နော်ထူးခြားချက်ရှိရဆိုတော့ကျွန်တော်တို့ဒါတောက်လျှောက်အားပေးလာခဲ့တဲ့တကယ်ဘောလုံးကစားသမားကောင်းတွေဒါရဲ့နောက်ဆုံးဒါကျွန်တော်ကမ္ဘာဖလားဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအပေါ်မှာတော့ဒါအခုအမြင်လေးကကျွန်တော်တို့ဘယ်လိုမျိုးပုံစံလေးရှိမလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီကစားသမားတွေနဲ့ဒါဆက်စုနှစ်ဒါအတူတူကဖြတ်တန်းခဲ့ကြတာဆိုတော့ဒါကျွန်တော်တို့ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့တည်တာတာပေါ့နော်ဆိုတော့ဒီကစားသမားတွေကျွန်တော်တို့ဒါငငယ်တွေကကျွန်တော်တို့ဒါဘောလုံးကိုစားကြည့်ပြီးဆိုကြတဲ့ဒီကစားသမားတွေနဲ့ကြီးပြင်းလာဒါသူတို့ရဲ့ prime time ကိုကျွန်တော်တို့ကောင်းကောင်းပြီးခဲ့တယ်ဒါပေမဲ့အခုချိန်မှာဒါနောက်ထပ်ဒါမျိုးဆက်သစ်တစ်ခုဒါလက်ဆင့်ကမ်းရမယ့်အခြေအနေပေါ့နော်ဆိုတော့အဲ့လိုဆိုတော့ဒီကမ္ဘာဖလားကဒီလိုမျိုးကျွန်တော်တို့ဒါအကောင်းဆုံးနှုတ်ဆက်ရမယ့်ဒါကမ္ဘာဖလားတစ်ခုဖြစ်လာပြီလားပေါ့နော်ဆိုတော့ဟိုကျွန်တော်ပုံမှန်ကြည့်ရတာထက်စားလို့ရှိရင်ကျွန်တော်တို့ဒါone night မှတ်တမ်းတစ်ခုများဖြစ်နေမလားပေါ့နော်ဆိုဟုတ်ဆိုအဲ့ဒါလေးကကျွန်တော်ကလေ2010 World Cup ကစပြီးတော့ကျွန်တော်ကဒီ World Cup နဲ့ပတ်သက်ပြီးကျွန်တော်အစီအစဉ်တွေစရိုက်ပြီးပေါ့2010 14 16 20ကျွန်တော်၄ချိန်စလုံး World Cup ကိုမြန်မာပြည်မှာကျွန်တော်အလုပ်နဲ့ကျွန်တော်မှီခဲ့တယ်ပေါ့အလုပ်လုပ်ခဲ့တယ်ပေါ့ Okay ဒီနှစ်ကတော့အလုပ်မလုပ်ဘူး Okay ဆိုတော့ဟိုအဲ့မှာကျွန်တော်2020နေ World Cup မှာကျွန်တော်မက်ဆီနဲ့တူလေးကိုပေါ့လေရိုနယ်ဒိုနဲ့ကိုနောက်ဆုံးလို့ပဲကျွန်တော်ထင်ခဲ့တာအဲ့တော့လည်းကျွန်တော်တို့ဒီ World Cup ကိုတော့သူတို့ပါမလာနိုင်တော့ဘူးလို့ထင်တယ်ယူဆခဲ့တယ်ပေါ့လေတွေးခဲ့တယ်အဲ့တော့လည်းအားလုံးကလည်းနောက်ဆုံးအနေနဲ့သူတို့ကြည့်ရတာဖြစ်နိုင်တယ်လို့တွေးခဲ့ကြတာပေါ့နော်ဒါပေမဲ့အခုဆက်ပါလာတယ်ပေါ့နော်ပြောချင်တာကိုကောင်းခိုင်ပြောခဲ့တယ်လို့ပဲသူတို့နှစ်ယောက်ကိုကျွန်တော်တို့ဟိုဘယ်လိုဒီတစ်ခေါက်နောက်ဆုံးကြည့်ရတာပေါ့ World Cup မှာဆိုရင်နောက်ဆုံးကြည့်ရတော့မယ်ပြီးရင်ပြန်မရနိုင်တော့ကိုကောင်းခဲ့ဒါကိုကျွန်တော်တို့နောက်ထပ်2026ပြီး2030မှာကျွန်တော်တို့မြင်လို့ပါဆိုလဲကျွန်တော်ဘလို့မှပြန်လုပ်ယူလို့မရတော့အဲ့တော့ဘာပဲပြောဟိုထူးခြားတဲ့ဒီကစားသမားကောင်းတွေကိုကျွန်တော်လက်ရှိဒီနေ့အထိမြင်ခွင့်ရနေသေးတာတော်တော်လေးကံကောင်းတယ်ဒီကမ္ဘာဖလားမှာကြည့်ရမှာလဲတော်တော်ကံကောင်းတယ်မက်ဆီနဲ့ဒိုလေးမပါရင်ကျွန်တော်တို့ကြည့်ရတာနည်းနည်းလေးစိတ်ထဲမှာများတစ်ခုခုလိုအပ်နေတယ်လို့ခံစားရမှာပေါ့နော်သူတို့နှစ်ယောက်ဆက်ရှိနေတာကျွန်တော်တို့ဘောလုံးတွေကြည့်ရလဲပိုရတာရှိတယ်လို့ခံစားရတယ်
ဟိုတခြားကစားသမားတွေတော့ဘာမှပြောလို့တာမဟုတ်ပါဘူးကျွန်တော်တို့ကသူတို့နဲ့ကြီးပြင်းလာတာဟုတ်သူတို့နဲ့ကြီးပြင်းလာတော့သူတို့လည်းအကြာကြီးသူတို့နဲ့ဖြတ်တန်းခဲ့ရတော့သူတို့ကောင်းတာတွေဆိုးတာတွေကျွန်တော်တို့အများကြီးပြင်တွေ့ပြီးတော့သူတို့ကိုလည်းဒါကိုကောင်းကပြောလို့စိတ်လေးတစ်ခုပေါ့ဒါပြီးငါတို့ထပ်မတွေ့ရတော့လားမသိဘူးဆိုတဲ့စိတ်အဲ့ emotion လေးတစ်ခုကလည်းကျွန်တော်တို့ပို့ပြီးတော့ဟိုခံစားမှုကိုပို့ပြီးတစ်မျိုးဖြစ်စေတာပေါ့နော်ကျွန်တော်ကတော့ကြိုက်ပါတယ်သူတို့နှစ်ယောက်ရဲ့ရှင်ပြိုင်မှုကိုလည်းသဘောကျတယ်ဒီနေ့ World Cup မှာပေါ်တူဂီရောအာဂျင်တီးနားသူတို့ဆက်ပါလာတယ်သဘောကျတယ်ပြီးတော့နောက်တစ်ခုကလူငယ်မျိုးဆက်တွေကိုလက်ဆင့်ကမ်းရတော့မယ်ဆိုတာပေါ့နော်အဲ့အတွက်လည်းနည်းနည်းစိုးရိမ်နေပေါ့နော်စိုးရိမ်နေပေါ့နော်ပြောချင်တာဘောလုံးလောကမှာကျွန်တော်တို့အစင်တစ်ဆက်အားပေးပြီးတော့ငင်းခုန်ပြီးကိုကောင်းခန့်တယောက်ကြိုက်မယ်ကျွန်တော်ကတယောက်ကြိုက်မယ်အဲ့လိုလက်ညှိုးထိုးကြိုက်စရာဘောလုံးသမားမရှိတော့မှလည်းစိုးရိမ်နေဆိုတော့အရင်ခေတ်ကအများကြီးရှိခဲ့တဲ့ဒိုကြီးစီတန်းအဲ့လိုပေါ့တယောက်နဲ့တယောက်အကြိုက်ပြီးတော့ရှိခဲ့အဲ့တော့မက်ဆီနဲ့ဒိုလေးမရှိတဲ့နောက်မှာဘသူ့ကိုကြိုက်ကြပါလဲအမ်ဘာပေကိုကြိုက်ပါလားဟာလန်ကိုကြိုက်ပါလားဗီနီစီယက်စ်ကိုကြိုက်ပါလားအဲ့လိုပေါ့ဒါပေမဲ့ပြီးဘလူးလေးကြံသေးတယ်ဆိုရင်ကျွန်တော်တို့၄-၅ယောက်ပြင်ဟိုမရှိတော့ဘူးပေါ့နော်အဲ့ဟာတွေကိုလည်းနည်းနည်းတော့စိတ်ပူတယ်နှမျောလဲဘောလုံးလောကမှာတော့ကျွန်တော်တို့အများကြီးရှိသေးချင်တာပေါ့နော်အဲ့တော့လူငယ်တွေတော့အများကြီးထွက်လာစေချင်တာပေါ့ဗျာဟုတ်ကဲ့ပါကောဆိုတော့ဒီနေ့ဒါကမ္ဘာဖလားကိုလည်းအခုပြည်သက်တယောက်အနေနဲ့ဒါကြည့်မယ်လို့ထင်ပါတယ်ဆိုတော့အခုဘယ်အသင်းကိုများအဓိကအားပေးပြမလဲကျွန်တော်လားပြောရတော့ခက်တယ်ကျွန်တော်အဲ့လိုအသင်းတွေကျွန်တော်အားပေးရနည်းနည်းနေတယ်ဒါပေမဲ့ဟိုဘယ်လိုကျွန်တော်ကအများသောအားဖြင့်ကျွန်တော်ငယ်ငယ်လေးအဲ့လိုအင်္ဂလန်ကြိုက်တယ်ဘရာဇီးကြိုက်တယ်အာဂျင်တီးနားကြိုက်တယ်အဲ့ကျွန်တော်အသင်းတော်တော်များများကြိုက်တာပါများတယ်ပေါ့ဆိုတော့အဲ့လိုတသင်းနဲ့တော့အားပေးတာအရင်နေတယ်ကျွန်တော်အီတလီလည်းကြိုက်တယ်ဆိုတော့အဲ့လိုပြင်သစ်လည်းကြိုက်တယ်ကျွန်တော်အဲ့လိုကအီတလီဆိုလို့ရှိရင်အဲ့တော့ဘယ်ကစားသမားတွေဘယ်လိုကစားလာမှာလဲဆိုကြည့်ကျင်တယ်ပြင်သစ်ဆိုရင်လည်းဘယ်လိုကစားမှာဆိုလည်းကြည့်ကျင်တယ်အဲ့လိုပေါ့နော်ကျွန်တော်ဆိုတော့အသင်းတော်တော်များများကိုကြည့်ပြတာများတယ်ပေါ့လေဟိုနာမည်ကြီးအသင်းတွေပေါ့နော်အသင်းတွေကိုတော့အားပေးတာတော့အဲ့လိုတော့နေတော်တော်များများအားပေးတယ်ကျွန်တော်အဲ့ပြဿနာကျွန်တော်ကအဲ့လိုဖြစ်နေတော်တော်များများလိုက်ကြည့်ရ player တွေကိုကြိုက်တာများတော့ကျွန်တော်ကအသင်းကြိုက်တာနေတယ်ပေါ့နော်ဆိုတော့အများစားအဖြစ်တော့ကိုအင်္ဂလန်တို့ကျွန်တော်ပေါ်တူဂီအာဂျင်တီးနားပြင်သစ်စပိန်အသင်းကြီးတွေကျွန်တော်အကုန်ကြိုက်တယ်ကိုအဲ့လိုဖြစ်နေဘရာဇီးအဲ့လိုကြိုက်တယ်အားမပေးတဲ့အသင်းတော့နည်းနည်းရှားပါတယ်ဟုတ်ဆိုကျွန်တော်2022ကမ္ဘာဖလားတုန်းကဆိုလို့ရှိရင်ကျွန်တော်ကအာဂျင်တီးနားပေါ့နော်အာဂျင်တီးနားကျွန်တော်ပွဲမစခင်ကတည်းကဒါအာဂျင်တီးနားဖလားရတော့မယ်ထင်တယ်ဆိုတော့ခံစားချက်မျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးဒါအကိုတော့မသိဘူးကျွန်တော်တို့ဆိုခံစားရတယ်အာဂျင်တီးနားဒီနေ့ဖလားရတော့မှလားမသိဘူးဖလားရတော့မှလားမသိဘူးဆိုတော့နောက်ဆုံးလည်းတကယ်ဖလားရတော့ခဲ့ရပေါ့နော်ဆိုတော့ဒီနှစ်မှာအကိုအဲ့လိုမျိုး feeling လေးအဲ့လိုရှိနေတာမျိုးကြီးရှိမလားအနည်းကတော့အဲ့လိုအာဂျင်တီးနားခံစားရတော့မယ်ဆိုရင်ခံစားချက်မျိုးဟုတ်တယ်ခံစားရတယ်ဆိုတော့ဒါပေမဲ့အခုလောလောဆယ်တော့ကျွန်တော်တော့မခံစားမိသေးဘူးဒီနေ့တော့ဒါပေမဲ့လူတော်တော်များများတော့ပေါ်တူဂီကိုခံစားတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒါလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတော့ဟိုအားလုံးရဲ့ဖြစ်စီနေတာတွေကျွန်တော်မိတ်ဆွေတယောက်နဲ့ပြောပြတယ်အာဂျင်တီးနား World Cup ရသွားတာဒါ final မှာပြည်သစ်နဲ့ကန်ဆိုတော့ဟို final မှာပြည်သစ်နဲ့တွေ့တဲ့ပွဲမှာကဟိုပြည်သစ်ချန်ပီယံဖြစ်သွားလို့ရတယ်ပေါ့နော်ဆိုတော့အာဂျင်တီးနားမဖြစ်လိုက်ရင်လည်းရတယ်ဒါပေမဲ့အာဂျင်တီးနားဖြစ်ကိုဖြစ်သွားတာအားလုံးဖြစ်စေခြင်းနေတဲ့ကိုလို့ကိုဖြစ်သွားတဲ့ပုံစံမျိုးဆိုတော့ကျွန်တော်မိတ်ဆွေတယောက်ကပြောပြအားလုံးဖြစ်စေခြင်းတွေဖြစ်ပြရတယ်ရှိတယ်ဆိုတော့အခုယုံလာတဲ့အဲ့အာဂျင်တီးနားအဲ့လိုဖြစ်သွားတာလေဆိုတော့ဟုတ်ချင်လည်းဟုတ်မှာပေါ့နော်ဆိုတော့ဖြစ်ကောင်းလည်းဖြစ်နိုင်ပါတယ်ဆိုတော့အခုလည်းပြောချင်တာကိုကောင်းခဲ့ပေါ်တူဂီအားလုံးကအများစုဖြစ်စေခြင်းနေကြပြီလားအားလုံးဖြစ်စေခြင်းတွေလို့ဖြစ်ပေးရတယ်လေလည်းရှိတတ်တယ်ပေါ့နော်ရှိတတ်တယ်ဆိုတော့ဟိုတိုက်ဆိုင်တာပဲလားတော့မသိဘူးပေါ့ကိုကောင်းခဲ့ဒါတွေကြတော့ကျွန်တော်တို့လက်တွေ့မသိနိုင်ဘူးဒါပေမဲ့တခြားတော့မဟုတ်ပါဘူးကျွန်တော်တို့ခေတ်ရဲ့မက်ဆီရိုနာဒိုဘယ်သူပဲကြိုက်ပါကျွန်တော်တို့ခေတ်ရဲ့ဒီနှစ်ယောက်ကတော့အကောင်းဆုံးနေပေါ့နော်အကောင်းဆုံးနေဆိုတော့အဲ့လိုနှစ်ယောက်စလုံးကိုအကောင်းဆုံးပြီးမြောက်စေခြင်းတယ်လို့လည်းစီနာတွေရှိကြမယ်ထင်ပါတယ်စိတ်စီနာလေးပေါ့မက်ဆီတော့လည်းအဲ့စိတ်စီနာလေးနဲ့ပဲဖြစ်သွားတယ်ထင်ပါတယ်အခုဒိုလေးပေါ်မှာလည်းအဲ့လိုစိတ်စီနာလေးတွေရှိနေကြတယ်ထင်ပါတယ်ကိုကောင်းငယ်အဲ့တော့ဖြစ်သွားမှာကျွန်တော်တို့လည်းဟိုအဲ့လိုစိတ်မျိုးတော့မခံစားရသေးဘူးရရင်သဘောကျလို့ကြားပေါ်တူဂီဒီနေ့ချန်ပီယံဖြစ်ခဲ့တဲ့သဘောကျမှာဘူးကြားတယ်ကျွန်တော်လည်းဒါကိုကျေနပ်ပါပဲဆိုတော့ဟိုမက်ဆီရောဒိုလေးရောဖြစ်စေခြင်းနဲ့အဲ့စိတ်လေးပေါ့ဟုတ်ဆိုတော့ပေါ်တူဂီတော့ရခဲ့မယ်ဆိုလို့ရှိရင်ဒီကမ္ဘာဖလားဒါအကောင်းဆုံးဒါအဆုံးသက်တစ်ခုဖြစ်သွားမှာပေါ့တော်တော်လေးလဲကျွန်တော်ပြည်သက်တွေရောအားလုံးလဲဒါဝမ်းသာကြမယ်လို့လည်းထင်ပါတယ်ဆိုတော့နောက်ထပ်တစ်ခုကဒီနှစ်ကမ္ဘာဖလားမှာကျတော့ဒါအသင်းတွေပို့ပြီးတော့များလာတယ်ပေါ့နော်ပွဲအိတ်လည်းပို့ပြီးတော့များလာတယ်ကျွန်တော်မျက်နှာသစ်အသင်းတွေလည်းအများကြီးတွေ့လာရတယ်ဆိုတော့ဒီအသင်းတွေရောဟိုဘယ်လိုမျိုးကျွန်တော်တို့ဒီရတာတစ်ခုကိုပေးစွမ်းနိုင်မယ်လို့ကိုခံစားရမလဲအဲ့တော့ကိုကောင်း
ပြောတာလေးပေါ့နော် ဟုတ်ကဲ့ တချို့အတွက်တော့ကောင်းတယ်ကွာတချို့လူတွေအတွက်တော့ကောင်းတယ် ဟုတ်ကဲ့ ဒီဟိုကက်ကိုကန်ဖို့လုံးဝမဖြစ်နိုင်တဲ့အသင်းတွေအတွက်ကတော့ကမ္ဘာဖလားကြီးကိုအိမ်မက်တောင်ဟိုဒီပြိုင်ပွဲမှာကန်မှုမယ်လို့အိမ်မက်တောင်မဲ့ခွင့်မရှိတဲ့အသင်းတွေကဒီခွဲဒါအရေးအတွက်ပူတိုးလာတော့သူတို့တွေမျောနေချက်ဖြစ်သွားတယ်ကန်လဲကန်မှုသွားတယ်အဲ့တော့သူတို့တွေကောင်းတယ်ဆိုတော့ညင်းလို့မရဘူးပေါ့နော်ဒါပေမဲ့အသင်းကြီးတွေဘက်ကကြည့်ရင်လည်းအလုပ်ကိုရှုပ်တယ်ကွယ်တူကိုကျွန်တော်တို့ဒီအပြင်မှာပဲကြည့်ကြည့်အလုပ်ကိုရှုပ်တယ်ဘာကောင်းလဲလည်းမသိဘူးလားရှုပ်နေတယ်ကွာဆိုတဲ့သဘောမျိုးပေါ့ကိုကောင်းဆိုတော့နောက်တစ်ခုကကျွန်တော်ပြည်သက်တွေအထွက်ကြတော့လဲကြည့်ရတာဘယ်လိုပြောမလဲဟိုဖြောပြမှုပေးနိုင်တဲ့အချိန်နဲ့ရှိတဲ့ပွဲတွေကိုကျွန်တော်တို့ပူမြင်နေတာပေါ့တချို့ပွဲတွေအဲ့ထဲမှာအုပ်ရောကြော်ရောလေးတွေပါလာတာပေါ့ကိုကောင်ကျွန်တော်တို့ခါရဲကပွဲ60ကျော်ထဲမှာကျွန်တော်တို့ကပွဲ40လောက်က45ပွဲလောက်ကကျွန်တော်တို့စိတ်တိုင်းကြတဲ့ပွဲမျိုးဖြစ်နိုင်တယ်ဆိုလို့ရှိရင်အခုကပွဲ100ကျော်104ပွဲလားမသိဘူးအဲ့ထဲမှာဒီထဲမှာကျွန်တော်တို့ကြည့်ကောင်းတဲ့ပွဲကပွဲ50လောက်ပဲပါမယ်ဘယ်ပွဲတွေဘန်းတော့ဟိုတိကျမသိဘူး50လောက်ကတော့ဒီလိုပဲအုပ်ရောကြော်ရောရှိရမယ်သဘောမျိုးတော့ရှိမှာပေါ့ဒါပေမဲ့ကောင်းတာနဲ့ဆိုးတာနဲ့ကတော့ဟိုဒွန်တွဲနေတာပေါ့ဒါမှလည်းတချို့တော့ကတော့ကိုကောင်အခွင့်အရေးရှိသွားတာပေါ့လေအခွင့်အရေးလုံးမရှိရတဲ့ဆိုင်အခွင့်အရေးရှိသွားတယ်နောက်တစ်ချက်ကလူတိုင်းဒီကမ္ဘာဖလားယူကန်ခွင့်ရတယ်ဒီကမ္ဘာဖလားရဘာမှမထူးဆန်းမှလည်းဖြစ်သွားမှလည်းဆိုးတယ်ပေါ့ဆိုတော့အဲ့လိုတော့တွေးမိတာဟုတ်ကဲ့နောက်ဒါအခုခုနကတော့ဒါပြောသွားတယ်ပေါ့နော်ဆိုတော့အခုဘရာဇီးရခဲ့တဲ့နှစ်ကိုဒါသဘောအကျဆုံးလို့ပြောတယ်ဆိုတော့တကယ်အခုဒီအလုံးနဲ့ပေါ့နော်တကယ်ဒီကမ္ဘာဖလားကိုအခုကိုယ်တိုင်ဒါစီဇန်တစ်ဆက်သူအနေနဲ့ဒါကျွန်တော်ဆောင်ရွက်တဲ့အခါမှာရောအဲ့လိုမျိုးဒါထူးထူးခြားခြားအဲ့လိုမျိုးဖြစ်တာမျိုးလေးတွေအဲ့လိုမျိုးတွေရှိအောင်မလား2000ကျွန်တော်တို့ဟိုဘူဇီလာတို့ဘာလို့ခက်2010ဟုတ်ကဲ့ဆိုရှက်ကူယာတို့ချိန်ပေါ့အဲ့ချိန်ကတော့နည်းနည်းလှုပ်ခတ်တယ်ရေပွဲပေါ်တို့ဘာလို့စပြီးခေတ်စားတဲ့အချိန်ဆိုအဲ့မှာဝေါကရဲ့ trend လေးနည်းနည်းဒီကျွန်တော်တို့ဒီမှာစပြပြောင်းတဲ့အချိန်လေးပေါ့အဲ့အချိန်မှာကျွန်တော်ကဘာတင်ဆက်တဲ့နေရာမှာဘာလေးတွေအပြောင်းလဲလှုပ်လာဆိုကျွန်တော်2014ဟောကက်မှာဆိုကျွန်တော်အကျွက်လေးတစ်ကောင်နဲ့ကျွန်တော်ဟောကက်တစ်လားလုံးကျွန်တော်ရွေးရရှိုးတွေရိုက်တယ်ကျွက်တီးလေးဘောဘီဆိုပြီးတော့2014မှာကျွန်တော်ကချက်ကလေးနဲ့ရွေးတဲ့ program နဲ့ရိုက်တယ်ပြောချင်တာအဲ့2010ကအဲ့ဟာကကျွန်တော်တို့မှာ like ကူးဆက်လာတာပေါ့လေနောက်ကျွန်တော်ဟိုအထိရိုက်ခဲ့တယ်2020 ဟောကက်ဒီကျွန်တော်9နေ့တစ်ကောင်နဲ့ရွေးတာဒီရိုက်ခဲ့တယ်ဆိုတော့အဲ့ဒီမှာဟောကက်ဆိုတာအဲ့လိုဟိုဘယ်လိုပြောမလဲဟိုမတူတာတွေနဲ့ထူးဆန်းတာတွေအများတန်းဖြစ်နေရတယ်ပေါ့လေအဲ့တော့ဒီဆက်တဲ့နေရာတွေမှာထူးခြားလေးတွေဖြစ်ခဲ့တာအမှတ်ရလေးရတော့အဲ့လိုအပြောင်းလဲတွေဖြစ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့တကယ်ရိုက်တဲ့ခါမှာကျွတ်နဲ့ရိုက်တယ်ဆိုတာလေတကယ်ဒီကောင်တွေကဒီလိုကင်မရာထောင်ပြီးကျွန်တော်တို့မသွားဘူးကိုယ်သွားအဲ့တော့ကျွန်တော်တို့ကထောင်ကင်မရာအဲ့လိုထိုင်ဆောင်နေလူလဲမဟုတ်တော့ပြောရခက်တယ်အခုပြောတော့ဆိုလဲသွားတော့ဆိုလဲသူကမသွားဘူးအဲ့အခက်ဆုံးကတော့ချက်ဖားနဲ့ရိုက်တဲ့အစ်ပဲချက်ဖားနဲ့ရိုက်တယ်ဆိုကျွန်တော်တို့ကလောင်ရင်းထဲမှာလဲလောင်လို့မရတော့အဲ့ချက်ဖားကရိုက်ပြီးသွားရင်ကျွန်တော်တို့ကရုံးကကြည်ကြီးဆိုတော့လွတ်ထားလိုက်တာအဲ့ပြန်ရိုက်မယ်နေဆိုအဲ့ချက်ကိုလိုက်ဖမ်းလာကျွန်တော်တို့က4-5နာရီကြာတယ်ဆိုတော့တကယ်ကတော့ချက်ကင်တဲ့လေဂျပန်နဲ့လေကျွန်တော်တို့ထဲမှာတယောက်မှမပါဘူးကိုယ်ကဒီလိုအကူဖမ်းလို့မိကျွန်တော်ကတွေ့ရနီးရကောင်အဲ့လိုရှောက်ဖမ်းကြတာအဲ့လိုကိုကားတွေအများကြီးဖြစ်တယ်နောက်ထူးခြားအဲ့ကျွတ်နဲ့ရိုက်တဲ့နှစ်မှာကျွန်တော်တို့ကဒါဒီမှာပြောပြလိုက်တာပေါ့နော်ကျွန်တော်တို့ဒါမဲ့အစရကျွန်တော်ကျွတ်ကိုစင်လူ2ကောင်ဝယ်ထားတယ်တကောင်တီသွားမှာဆိုလို့ဒါမဲ့တီသွားတယ်တကောင်ကလေအလဲမှာဒါမဲ့ကျွန်တော်တို့ကအခုဒီမှာပြောပြတာပေါ့နော်ဟိုမှာတော့ဘယ်သူမှမသိပါဘူးမသိဘူးပေါ့နော်ကျွန်တော်ဒီကျွတ်ကအဖြူအောင်ပဲဆိုတော့အဲ့ကျွတ်တကောင်အစားထိုးရိုက်ရတယ်အဲ့လိုဟိုအခက်အခဲထူးခြားလေးတွေကြုံတယ်ချက်နဲ့ရိုက်တဲ့နှစ်တွေမှာလဲ4နိုင်လောက်ထိကြာဘူးလေအဲ့ချက်က4နိုင်လောက်ထိမသွားတော့အဲ့လိုရက်နေတာအဲ့လို lighting နေနေဆိုတော့လေမသွားတော့ရိုက်နေတာအဲ့နောက်ဆုံးကျွန်တော်ထမင်းသွားစားကင်မရာ record တချို့လုပ်ခဲ့တချို့ပိတ်ခဲ့ချောင်းကြီးတယောက်ကိုထားခဲ့ပြီးတော့အဲ့လို4နိုင်လောက်ထိဘယ်မှမသွားပဲဟိုက်တာလည်းကြုံမှုတယ်အဲ့တစ်ခါလေကျတော့ဟိုကျွန်တော်လူငယ်စိတ်နဲ့ပေါ့ဒီချက်ကမသွားတော့ရင်ကွာသွားအောင်ဘယ်လိုလုပ်အောင်မလဲနောက်ကနေခင်းနေပြစ်တာတွေမောင်းတာတွေလုပ်အဲ့လိုတွေကြုံငယ်ဘူးတယ်ပေါ့နော်ဒါကမ္ဘာဖလားနဲ့ပတ်သက်ပြီးတော့တင်ဆက်ခဲ့တဲ့အားတွေမှာထူးခြားကြုံရတာတွေပေါ့နောက်တစ်ခုကပြီးခဲ့တဲ့2020 World Cup ဆိုရင်အဲ့လို9နဲ့ဆိုတော့ရုံးမှာ9ကန်ကြီးလုပ်ပြီးတော့အစာတွေကျွေးရအဲ့မှာအဲ့ဟိုတစ်ခါမှမလုပ်ဘူးလေ9စာကျွေးရတောင်းယူရတယ်ပြီးတော့9ကန်နေဆိုတာလေတန်ရှင်းကြီးလောက်ရတယ်ကိုယ်လည်းမသိပါဘူးကိုယ်ဒီလိုပဲရမ်းလောက်ကြရဆိုတော့ရေတွေလှဲရတယ်အမှန်တွေကငါးကန်တွေကွဲကြရတယ်ပေါ့နော်အဲ့လိုလေးတော့ဝေါကက်နဲ့ပတ်သက်တဲ့ရိုက်ကူးတွေမှာတော့ထူးခြားခြားလေးတွေကြုံခဲ့တာပေါ့နော်ဒီပွဲသုံးသက်တဲ့ဟာဒီမှာတော့ဟိုရိုင်းထူးခြားခြားတော့
ကြုံခဲ့တာတော့မရှိဘူးတော့ကျွန်တော်တို့ညီကိုတွေမိတ်ဆွေတွေဒီလိုအစ်စ်တွေတိုးလာတယ်တယောက်စုံမြင့်ကြတယ်ရိုက်ကူးတွေမှာဒါလေးတွေတော့ကြုံခဲ့တယ်ဟုတ်ဆိုတော့ဒါ World Cup ကတော့ကျွန်တော်တို့ဒါ၄နှစ်တစ်ကြိမ်ဟိုဒါ club အသင်းတွေနဲ့ကျွန်တော်ကြည့်ရတဲ့ပုံစံချင်းကအဲ့လိုမျိုးကွာခြားမှုတွေကရှိနေတာပေါ့နော်ဆိုတော့အကိုရဲ့ feeling ရောဒီ2026 World Cup လာတော့မယ်ဆိုတော့အကိုလက်ရှိဘယ်လိုမျိုး feeling ဖြစ်နေလဲပေါ့နော်ဆိုတော့အရင်တော့အဲ့လို memory လေးပြန်ခေါ်ရတဲ့အခါမှာပို့ပြီးတော့ဒီပေါ်မှာဒါစိတ်အားထက်သန်မှုလေးတွေပို့ပြီးတော့များလာမလားပေါ့နော်ဟုတ်ကဲ့ဟုတ်ဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်ဆိုတာဘောလုံးနဲ့နည်းနည်းလေးဝေးနေတာကြာပြီကျွန်တော်အရင်ကောင်းလည်းမရှိရလဲနည်းနည်းချာနေပြီဒါပေမဲ့ World Cup ကျတော့မနေနိုင်ဘူးပေါ့နော်ဘာလေးတွေဖြစ်နေပြီလဲဘယ်လိုပြောရမလဲထူးခြားခြား World Cup ဆိုကျွန်တော်တို့သတင်းလေးထူးခြားခြားကြားရတာအဲ့ဒါလေးတွေကျွန်တော်ကြိုက်တယ်ဒါပါတော့တရုတ်မှာဘယ်နဲ့ပွဲစတိုင်းဘယ်နည်းစတိုင်းပဲကြည့်လိုက်လို့တည်သွားတယ်ဆိုတဲ့တရားလို့အဲ့လိုထူးခြားလေးပေါ့နော်ပြီးခဲ့တဲ့World Cup လာ2018လား20လားကျွန်တော်တို့တင်မောကြီးနဲ့ဟိုတယ်အဲ့လိုကြီးနိုင်ငံပေါင်းစုံကနေပြီးလူ9000လောက်ဆက်နေဟာလားအဲ့လိုဟာကြီးလာကြည့်တာတို့ကွင်းတွေတိဆောက်ဒါဘယ်လိုကတ်တာမှာဆိုရင်ဘလုံးကွင်းတွေဘယ်လိုခက်တိဆောက်ရတာတို့အဲကွန်းလေးပေးစနစ်တွေဘယ်လိုလုပ်ရဆိုအဲ့လိုဟာတွေကိုသဘောကျတာဆိုတော့ဒီနေ့ကောဘာတွေဖြစ်နေပြီလဲဘာတွေကြားရမလဲအဲ့ဒါလေးတွေတော့လိုက်ကြည့်မိတယ်ဆိုတော့ကမ္ဘာ့ဖလားနဲ့ပတ်သက်လာရင်တော့အဲ့လိုပြောရမလဲခံစားမှုတက်ကတော့တီးတန့်တစ်ခုရှိနေတယ်စိတ်ဝင်စားပဲမသိကြအောင်ဆောင်လာရတော့မရဘူးအဲ့အချက်ကတော့ပြWorld Cupဆိုတာတော့ကျွန်တော်မှာလေအခုလာရင်လည်းအခုဒီWorld Cupနဲ့ပတ်သက်ပြီးဘာအသင်းတွေကဘယ်သူတွေဘာတွေဖြစ်နေပြီလဲအခုသူတို့line နဲ့ကြီးညာလေးတွေစအသင်းရဲ့သူတို့ official page တွေမှာတင်တဲ့ပုံလေးတွေကစအသင်းနဲ့အသင်းမတူပြီး World Cup နဲ့ပတ်သက်လာတဲ့အချိန်မှာကြော်ညာတွေထွက်လာတယ်ပေါ့လေအဲ့ဒါလေးတွေကလည်းအမြဲတမ်းစောင့်ကြည့်ရတာပေါ့နော်အဲ့ကြော်ညာတွေမှာဆိုရင်ကျွန်တော်တို့မဖြစ်နိုင်တဲ့ကစားသမားတွေကိုဒီကြော်ညာတစ်ခုထဲမှာတွေ့ရတယ်ဆိုတော့အခု Nike ကြော်ညာတို့အဲ့လိုဟာမျိုးလေးတွေကိုသဘောကျတာပေါ့နော်ရှောက်ရှာဖွေကြည့်မိနေတော့ World Cup ကတော့ဘက်ဆောင်ကနေပြီးတော့ကျွန်တော်သဘောကျတယ်ကြိုက်တယ်စိတ်ပိုင်းဆိုင်ရာလည်းအခုပြောသလိုပဲဒီ World Cup လာတော့မှဆိုတော့ feeling ကတော့ဘောလုံးဝဲကိုကျွန်တော်နည်းနည်းဝေးနေရတော့မှပြန်ကြည့်ရင်လည်းစိတ်ကတော့ဖြစ်ပါတယ်ဗျဟုတ်ကဲ့ဆိုတော့ဒါ World Cup နဲ့ပတ်သက်ရင်ကျွန်တော်တို့ feeling တွေကတော့တော်တော်လေးလက်ဆက်အမြင်ကောင်းပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒါအခုဖြည့်ချပေးဖို့ကလည်းဒါတော်တော်လေးကိုပြည့်စုံပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီနေ့လာပြီးတော့ဒါပြောချပေးရတဲ့အတွက်လည်းဒါကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ပြောချင်တာတွေများပြီးတော့တခုလွဲမှားသွားရင်လည်းစိတ်မရှိပါနဲ့တော့ဟုတ်ကဲ့ကျေးဇူးဆိုတော့ဒါကတော့ဒါ promotion ကနေပြီးတော့ဒါ season တင်ဆက်တဲ့သူတို့ခေရဲ့ကမ္ဘာဖလားဆိုတဲ့ program ပဲဖြစ်ပါတယ်ဆိုတော့နောက်ထပ် program မှာဘယ်လို special guest တွေကျွန်တော်တို့ဖိတ်ကြားထားမလဲဆိုတော့ဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ